ကုံစုံဆိုင်ကြီးတစ်ခုထဲမှာလူမသိအောင်ခိုးပြီးနေထိုင်ဖို့စိတ်ကူးဖူးပါသလားလူသူအပြည့်နဲ့လုံခြုံရေးကင်မရာတွေကြားမှာတဟာမဖြစ်နိုင်ဘူးလို့ထင်ရပေမဲ့ဒီလူငယ်ကတော့အဲ့ဒါကိုလက်တွေ့စမ်းသပ်ခဲ့ပါတယ်ဆိုင်ကပုံမှန်ထက်ဆယ်ဆပူကြီးပြီးဝန်ထမ်းနဲ့လုံခြုံရေးတွေလည်းဆယ်ဆပူများတဲ့နေရာမျိုးမှာဖြစ်ပါတယ်ဒီစိန်ခေါ်မှုရဲ့ရည်ရွယ်ချက်ကတော့ယူရှင်းပါတယ်ဒီလိုနေရာမျိုးမှာလူမိမသွားဘဲထာဝရနေထိုင်နိုင်မလားဆိုတာကိုရှာဖွေဖို့ပဲဖြစ်ပါတယ်ဒါပေမဲ့ပထမဆုံးရင်ဆိုင်ရတဲ့ပြဿနာတော့ဘယ်မှာပုံမလဲဆိုတာပါပဲပထမတော့အတီးနန်စင်တွေအောက်ဒါမှမဟုတ်တရှူးထုတ်တွေကြားမှာပုံဖို့စဉ်းစားခဲ့ပါသေးတယ်ဒါပေမဲ့လူမိဖို့အယမ်းလွယ်ကူလွန်းတာကြောင့်သူဟာပိုပြီးစွန့်စားရတဲ့အစီအစဉ်တစ်ခုကိုရွေးချယ်ခဲ့ပါတယ်အဲ့ဒါကတော့ကုန်ပစ္စည်းစင်တွေရဲ့အပေါ်ဆုံးမှာနေထိုင်ဖို့ပဲဖြစ်ပါတယ်မနေ့အစောကြီး4 နာရီအချိန်မှာဝန်ထမ်းရောင်ဆောင်ပြီးဖော်ကားတစ်စီးနဲ့ဇင်ခံအိမ်လေးတစ်ခုကိုစင်ပေါ်တင်ခဲ့ပါတယ်ဒီအိမ်လေးကိုအပြင်ကကြည့်ရင်တာမန်ဂျပန်စက်ကူဒေတာပုံစံပဲမြင်ရမှာဖြစ်ပါတယ်ဒါပေမဲ့ဒီနေရာဟာငွေရှင်းကောင်တာတွေရဲ့ရှေ့တက်တက်မှာရှိနေလာကစိတ်လှုပ်ရှားစရာတစ်ခုပါပဲကုံစုံဆိုင်ထဲမှာနေထိုင်ခြင်းရဲ့အကြီးမားဆုံးအားသာချက်ကတော့အစားအစာတွေအားလုံးဟာအလကားရနေတာပါပဲသူဟာဝန်ထမ်းအင်ဂျီကိုအတုပြုလုပ်ပြီးဆိုင်ထဲမှာလွတ်လွတ်လပ်လပ်သွားလာနိုင်အောင်စီစဉ်ခဲ့ပါတယ်လေကားတစ်စင်းကိုအသုံးပြုပြီးစားစရာတွေကိုသူ့ရဲ့ရှိုးအဝတ်အိမ်ထဲကိုတည်ယူခဲ့ပါတယ်စင်ပေါ်အိမ်လေးထဲမှာပန်ကိတ်တွေနဲ့ဘေးခွန်တွေကိုချက်ပြုတ်စားထောက်ခဲ့ပါတယ်ဒါပေမဲ့ပြဿနာတစ်ခုရှိနေပါတယ်အဲ့ဒါကတော့ချက်ပြုတ်တဲ့အခါထွက်လာတဲ့အငွေ့တွေကြောင့်ဒေတာထဲမှာချွေးပေါင်းအိမ်လိုပူပြင်းလာတာပဲဖြစ်ပါတယ်ဒီရှိုးဝက်အိမ်လေးဟာအပင်ကကြည့်ရင်တစ်တာပုံစံပေးမဲ့အတွေးထဲမှာတော့တိုစတာရေခဲတစ်တာနဲ့အတန်လုံးစနစ်တွေထိပြည့်စုံအောင်တက်ဆင်ထားပါတယ်ဒါကြောင့်အထဲမှာဘလောက်ပဲအော်ဟစ်စကားပြောအပြင်ကိုအတန်မထွက်ပါဘူးအပြင်ကအခြေအနေကိုစောင့်ကြည့်ဖို့တက်လေလုံခြုံရေးကင်မရာတွေကိုတက်ဆင်ထားပါသေးတယ်အောက်မှာလူတွေရှိနေတဲ့အချိန်ဆိုရင်အပြင်ထွက်ဖို့မဖြစ်နိုင်တာကြောင့်ကင်မရာကနေတဆင့်အချိန်ကိုစောင့်ကြည့်နေရတာဟာရင်တုန်စရာပါပဲတကယ်တော့ဒီဆိုင်ထဲမှာသူရှိနေတာကိုသိတဲ့လူတစ်ယောက်ပဲရှိပါတယ်အဲ့ဒါကတော့ဆိုင်ရှင်တဦးဖြစ်တဲ့ကလာရာပဲဖြစ်ပါတယ်သူမကတော့သူဒီမှာမိနစ်30ထက်ပိုပြီးမနေနိုင်ဘူးလို့လောင်းကြီးထပ်ထားပါတယ်ဒါပေမဲ့သူဟာသူမထင်ထားတာထက်ပိုပြီးကြာနေနိုင်အောင်ကြိုးစားခဲ့ပါတယ်ဆိုင်ရဲ့နောက်ဘက်ကနားနီဆောင်နေနဲ့ဂိုးတောင်တွေကိုပါလိုက်လံစူးစမ်းပြီးဒုတိယမြောက်ပုံးခိုခြင်းကိုပါရှာဖွေခဲ့ပါတယ်ဆိုင်ထဲမှာနေထိုင်တဲ့အခါတန်ရှင်းရေးဟာအရေးကြီးတဲ့ပိုင်းတစ်ခုပါပဲသူဟာလေကားမရှိတဲ့အချိန်မှာစန်ဘော်ကနေဆယ်ပေခန့်အမြင့်ကိုခုန်ချပြီးအောက်ကိုဆင်းခဲ့ပါတယ်။သွားတိုက်ဆေးနဲ့ဆက်ပြားတွေကိုဆိုင်ထဲကနေပဲယူရင်းခဲ့ပါတယ်။ရေချိုးဖို့အတွက်အမေဇွန်ကနေဝယ်ထားတဲ့အိတ်ဆောင်ရေချိုးစက်ကိုအသုံးပြုခဲ့ပါတယ်။အိမ်သားထဲမှာရေချိုးရင်ရေတွေလျှံထွက်သွားတာကြောင့်လူမိတော့မလို့တောင်ဖြစ်ခဲ့ပါသေးတယ်။ဒါဟာသူ့ရဲ့ရှင်သန်မှုအတွက်အန်ဒရေအများဆုံးအချိန်တွေထက်ကတစ်ခုပါပဲ။ဆိုင်ပိတ်သွားရင်လွတ်လွတ်လပ်လပ်နေရမယ်လို့သူထင်ထားခဲ့တာပါဒါပေမဲ့တကယ်လက်တွေ့မှာတော့ပစ္စည်းတင်တဲ့ဝန်ထမ်းတွေနဲ့24နာရီလုံခြုံရေးတွေကဆိုင်ထဲမှာအမြဲရှိနေပါတယ်ဒါဟာသူ့ရဲ့အစီအစဉ်တွေကိုနှိမ်နှင်းစေခဲ့ပါတယ်ဒီကြားထဲမှာသူ့ရဲ့သူငယ်ချင်း2ယောက်ဖြစ်တဲ့တိုင်လာနဲ့ဒိုဟာတို့ကိုပါဆိုင်ထဲကိုခိုးသွင်းခဲ့ပါတယ်သူတို့ကိုလည်းဝန်ထမ်းအင်ဂျီအသူတွေဝတ်ခိုင်းပြီးလုံခြုံရေးတွေကိုမျက်စိလွဲနိုင်ဖို့ရွယ်လီးကျင့်သေးခဲ့ပါတယ်။သူ့ရဲ့စိတ်ဆက်ထားသူ Hope ကိုလည်းစိုင်သေးကိုခိုးသွင်းပြီး romantic ဆန်နဲ့ညစာစားပွဲတစ်ခုပြုလုပ်ပေးခဲ့ပါတယ်။စိုင်နောက်ဘက်ကနားနေဆောင်မှာဆူရှီတွေကိုပူတွေနဲ့အတူသူတို့နှစ်ဦးအကြိုက်ဆုံးရုပ်ရှင်ကိုကြည့်ရှုခဲ့ကြပါတယ်။ဒီနေရာမှာလုံခြုံရေးတွေမသိအောင်သူ့ရဲ့တငယ်ချင်းတွေကအပြင်ကနေစောင့်ကြည့်ပေးခဲ့ရပါတယ်။စိုင်ထဲမှာနင်းစီပွင့်ဖက်တွေဖြူထားတဲ့ချမ်းပြင်ပေါ်မှာဒိတ်လို့ရတာဟာထူးခြားတဲ့အတွေ့အတစ်ခုဖြစ်နေမှာပါဒိတ်လုတ်ပြီးတဲ့နောက်မှာတော့သူတို့ဟာတဆိုင်လုံးကိုကိုပိုင်ကစားကွင်းလို့အသုံးပြုခဲ့ကြပါတယ်ဆိုင်အတွင်းမှာဘိုလင်းပစ်တာတွေတစ်သီးတွေကိုဓာတ်နဲ့ခုတ်တဲ့ဂိမ်းတွေကိုကစားခဲ့ကြပါတယ်ဒါအပြင်ရိုလာစကိတ်တွေစီးပြီးဆိုင်ထဲမှာလှည့်ပတ်သွားလာခဲ့ကြပါသေးတယ်ဒူအာကတော့ကျမ်းပြင်တိုက်တဲ့ဆက်ကိုပါယူမောင်းပြီးလုံခြုံရေးတွေရဲ့အာရုံကိုလွှဲပေးခဲ့ပါတယ်ဒါပေမဲ့ဆက်ပြတ်သွားတာကြောင့်အခက်အခဲတချို့တော့ကြုံခဲ့ရပါတယ်ဒီလိုပျော်စရာကောင်းတဲ့အချိန်တွေဟာမနဲ့မလင်းခင်အထိကြာမြင့်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာဆိုင်ထဲမှာတညလုံးအောင်မြင်စွာနေထိုင်နိုင်ခဲ့ပါတယ်။မနက်လင်းတဲ့အခါမှာတော့သူကိုယ်တိုင်လုံခြုံရေးစီတွားပြီးအဖမ်းခံခဲ့ပါတယ်။ဒါပေမဲ့ထူးဆန်းတာကလုံခြုံရေးတွေဟာသူဆိုင်ထဲမှာခိုးနေလာကိုလုံးဝစိတ်မဝင်စားကြတာပါပဲ။
သူဟာဒီကုံစုံဆိုင်ထဲမှာလူမသိအောင်ထာဝရနေထိုင်နိုင်မလားဆိုတဲ့မေးခွန်းကိုဟုတ်ပါလေလို့ဖြေဆိုနိုင်ခဲ့ပါတယ်ဒီလိုစိန်ခေါ်မှုတွေဟာနောက်ထပ်ပိုပြီးခက်ခဲတဲ့နေရာတွေမှာဆက်လက်